Hello 大家好အားလုံးပဲမင်္ဂလာပါခင်ဗျာတရုတ်စကားလေးလာကြမယ်မှကြိုဆိုပါတယ်ဒီနေ့ကျွန်တော်ပြောပြပေးမှာကစကားဆက်ကလေးတွေကိုဘယ်လိုပြောတယ်ဆိုတာလေးကိုလွယ်ကူတာလေးကိုအရင်ပြောပြပေးမှာဖြစ်ပါတယ်နော်နီးဟောင်မာ就是你ကောင်းလား你ကောင်းလားပေါ့နော်နီးဟောင်ဆိုကောင်းလားပေါ့နော်မှကောင်းလားနီးဟောင်မာ你ကောင်းလားနီးဟောင်မာ你高啦，你好吗？你高啦，喏。好比，哪里那的苦喏？怎样是吧？不路嘞喏，不路嘞有怎样是不路嘞，有嘛？您怎样？您不路嘞？您怎样是？您不路嘞？喏，可那个你好吗？你高啦，表个的，有嘛？到你怎样？那你高啦，我们也你高啦，你好吗？你高啦，你怎样？你不路嘞，喏，你怎样？不路嘞，喏，你怎样？不路嘞。好不喏，哪里啊？哪里苦喏？可那表给大家，你怎样？你不路嘞，喏，哪里叫做为什么？巴路嘞，喏，巴路嘞，巴给啥嘞？为什么？ဘာလို့လဲဘာကိစ္စလဲကိုပြောတာနော်ဝိရှမောဆိုတာဘာလို့လဲဘာကိစ္စလဲကိစ္စတစ်ခုဖြစ်လို့လားဝိရှမောပေါ့နော်ဝိရှမောခုနမေးတယ်နီးဟောင်မာဇမယံနီကောင်းလားနင်ဘယ်လိုလဲအဲဆိုရင်ကိုမေးတဲ့သူကကိုပြန်ပြောမယ်ဝိရှမောဘာလို့လဲဟုတ်ပြီနော်ဒါလေးကနောက်တစ်ခုနော်အဲဒီနောက်တစ်ခုကနင်ကြိုက်လားလीနော်နင်ကြိုက်လားလီနင်ကြိုက်လားလီကျန်တာလီဆိုတာနင်ခုပမာလေနင်ကြိုက်လားလီနင်ကြိုက်လားလီဆိုရင်နင်ခုပမာလေခုနပြောခဲ့တဲ့နီးဟောင်မာနင်怎么样မိခဲ့တဲ့လူကပြန်မေးမယ်为什么ဒါဆိုသူကကိုပြန်မေးမယ်နင်ကြိုက်လားလီနင်အခုပမာလေဥမာဘယ်ကိုရောက်နေလဲပမာလေနင်ခုပမာလေဆိုရင်နင်ကြိုက်လားလီနော်ဟုတ်ပြီနော်ဒါလေးကနောက်တစ်ခုနော်ဒါကြတော့你做什么နင်ဘာလုပ်နေလဲခုနပြောတာကနင်ကြိုက်နာလီနင်အခုပမာလဲဒါဆိုရင်နင်做什么နင်ဘာလုပ်နေလဲခုနကြိုက်ကိုထည့်လို့ရနော်နင်ကြိုက်做什么ဆိုရင်နင်အခုဘာလုပ်နေလဲနင်ကြိုက်做什么ဆိုရင်နင်အခုဘာလုပ်နေလဲနော်ကြိုက်ဆိုတာကအခုကိုပြောတာနော်ဒါကြတော့နင်做什么နင်ဘာလုပ်နေလဲနင်做什么နင်ဘာလုပ်နေလဲနော်ဒါလေးကိုလွယ်ကူပါရဲ့ဒါလေးကိုပြောထားပါပြောလို့အဆင်ပြေမှာပါနော်အားလုံးကျေးဇူးတင်ပါတယ်